ပရိသတ်ကိုအံ့ဩစေခဲ့တဲ့ဒရိုက်တာရင်ရဲ့အိမ်တောင်ရှင်ဘဝလက်တလုံးမှာမင်းသမီးကိုဆိုရောင်းဟာသူ့ရဲ့ခင်မွန်းဖြစ်သူမင်းသားဂျန်တုံကန်နဲ့အိမ်တော်တွေဘဝအကြောင်းကိုပရိသတ်တွေနဲ့ပြန်လည်မျှဝေလာခဲ့ပါတယ်။ကိုဆိုရောင်းကသူ့ရဲ့ YouTube Channel မှာခင်မွန်းနယ်နဲ့ဆက်ဆံရေးအကြောင်းသူ့ရဲ့ခန်းစားချက်အစစ်အမှန်တွေကိုပြောပြလာပြီးပရိသတ်တွေကိုအံ့ဩစေခဲ့ပါတယ်။ဒီပိုင်းမှာတော့ကိုဆိုရောင်းဟာရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့အတူဝက်ပိုက်သားစားတောက်ဆိုင်မှာစားတောက်နေရင်ခင်မွန်းဖြစ်သူအကြောင်းပြန်လည်ဖောက်သည်ချလာခဲ့ပါတယ်။ကိုဆိုရောင်းကသူ့သမီးလေးဟာမိဘတွေရဲ့ MBTI အနေနဲ့အမေက T အဖေက F ဖြစ်မယ်လို့ပြောခဲ့ကြောင်းပြောပြပြီးသူနဲ့ဂျန်တုံကန်ကတစ်ချက်ကလေးမှအကြိုက်မတူကြောင်းပြောပြလာပါတယ်။ကိုဆိုရောင်းကသူနဲ့ခင်မွန်းဖြစ်သူကအရက်တောက်တဲ့ကိစ္စနဲ့မကြာခဏစကားများရတတ်ပြီးဂျန်တုံကန်ကအရက်တောက်တဲ့ကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ဂျန်တုံကန်ကအိမ်မှာဆိုရင်တော့ဝိုင်းလောက်ပဲတောက်ပြီးသူမိန်းမကိုတငုံလောက်တိုက်ကြည့်ဖို့ကြိုးစားပေမဲ့ကိုဆိုရောင်းကမတောက်ချင်တာကြောင့်နှစ်ယောက်သားကအမြဲညင်းကုန်နေရပါတယ်။ကိုဆိုရောင်းကတခါတလေမှယောက်ျားတွေအတင်းကျပ်လုတ်တက်တဲ့ကိစ္စတွေကခဏခဏဖြစ်လာရင်မိန်းမကိုပင်ပန်းလာစေကြောင်းလည်းပြောခဲ့ပါသေးတယ်။ကိုဆိုရောင်းနဲ့ဂျန်တုံကန်တို့ဟာထိတ်တန်းကျယ်ပွင့်စုံတွေကတတွဲဖြစ်ပြီး2010မေမှာလက်ထပ်ခဲ့ကြသလိုသားသမီး2ယောက်ထွန်းကားခဲ့ပါတယ်။အိမ်နောက်သက်10နှစ်ကျော်လာခဲ့ပေမဲ့ကိုဆိုရောင်းနဲ့ဂျန်တုံကန်တို့ဟာစရိုက်မတူရင်တော့ညှိညှိနိုင်နိုင်နဲ့တာယာတဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်ကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။